စေတကောင်ကိုမကြည့်ဘူးလားလို့မေးရင်အားလုံးကဘာဖြေကြမလဲဟောအများစုကတော့ကြီးတယ်လို့ဖြေကြမှာပေါ့နော်ဘာကြောင့်လဲ why ဟောလူတွေရဲ့စိတ်ထဲမှာစိတ်ကြားချင်းတဲ့အစရှိတဲ့တတဝါတွေနဲ့နှိုင်းယှဉ်ပြီးတော့ဖြေလိုက်ကြလို့ပါဟောဒီတစ်ခါမေးခွန်းကိုထပ်ဖြည့်ဆွက်ပြီးတော့မေးပါမယ်နယူးယောက်မြို့ကပေ1250မြင့်ပြီးတော့အထက်ပေါင်း102ထက်ရှိတဲ့ Empire State အဆောက်အအုံကြီးရဲ့ခြေရင်းမှာရပ်နေတဲ့စင်တကောင်ဟာကြီးသလားဟောအားလုံးကတော့မကြီးဘူးလို့ဖြေကြမယ်လို့ထင်ပါတယ်ဘာကြောင့်လဲဘာကြောင့်အဖြေပြောင်းသွားရတာလဲဒါကရှင်းပါတယ်နှိုင်းယှဉ်လိုက်တဲ့အရာပစ္စည်းကွာခြားသွားလို့ပဲဖြစ်ပါတယ်ဒါကို the law of relativity လို့ခေါ်ပါတယ်မြန်မာလိုတော့နှိုင်းယှဉ်ခြင်း theory လို့ခေါ်မယ်ထင်ပါတယ်ဒီအကြောင်းကိုပြောပြရတာဒီ theory ကိုသင်ဘဝမှာလက်တွေ့အသုံးချနိုင်တယ်ဆိုတာကိုသိစေချင်လို့ပါကျွန်တော်ဟာငွေရေးကြေးရေးအလုပ်အကိုင်းစသဖြင့်ပေါ့နော်အစင်မပြေတဲ့အခါမှာအလွန်စိတ်ညစ်ပါတယ်ကန်ဆိုးလိုက်တာကွာငါလောက်ကန်ဆိုးတဲ့သူဒီလောကကြီးမှာရှိမြင်မထင်ဘူးစသဖြင့်ပေါ့အတွေးတွေအများကြီးဝင်လာတယ်အဲ့ဒီအခါမျိုးမှာ the law of relativity ကိုအသုံးချလိုက်ပါတယ်အဲ့ဒါပါလဲဆိုတော့မွေးကလေးကခြေနှစ်ဖက်လက်နှစ်ဖက်အားလုံးပါမလာတဲ့ neck wine richard အကြောင်းကိုစဉ်းစားလိုက်တယ်အဲ့ဒီအခါမှာငါကန်ဆိုးတာကဘာဟုတ်လို့လဲငါမှာခြေလက်အစုံရှိတယ်ကျမ်းပါတယ်အလုပ်ရှိတယ်နေစရာအိမ်ရှိတယ်စိတ်သက်ကြစရာမှမဟုတ်ပဲလို့တွေးလိုက်ရင်ချက်ချင်းစိတ်သက်တွေပြန်ပြီးတက်ကြွလာတယ်တင်စိတ်သက်ကြနေရင်တင့်ထက်အခြေအနေအများကြီးစိုးနေတဲ့သူတွေနဲ့နှိုင်းယှဉ်ကြည့်လိုက်ပါတေချာပေါက်စိတ်အားတက်စေမဲ့နီလန်လေးပါ neck wine richard အကြောင်းကိုပြည့်ပြည့်စုံစုံသိချင်ရင်သူတို့ဘာကြောင့်ကဘာကြော်တာလဲဆိုတဲ့စာအုပ်မှာထည့်ယူနိုင်ပါတယ်ခင်ဗျာ